တယောက်တည်း basement ထဲမှာကျဲတယောက်အယူမတက်ဖြစ်နေတယ်သူ့ခန္ဓာကိုယ်တစ်လျှောက်မယုံနိုင်လောက်အောင်ရားရံနေပြီဘလောက်ပဲခံချင်နေပါစေသူ့ကိုယ်သူမကုန်မိအောင်ထိန်းနေရတယ်အဲ့ဒီရားရံမှုကအရန်ပြင်းထန်လွန်းလို့ဂျေကတနက်တလက်ကိုယူပြီးကိုအဆုံးစီရင်ပို့အောင်စဉ်းစားသွားတယ်ဒါပေမဲ့နောက်ဆုံးချိန်မှာစိတ်ပြန်ထိန်းနိုင်ခဲ့ပြီး player တစ်ချောင်းကိုယူကာသူ့လက်သေးတွေကိုဖိနှိပ်နာကျင်စေခဲ့တယ်နာကျင်မှုကြောင့်ရားရံမှုကိုခဏတာတော့မေ့သွားနိုင်ခဲ့တယ်ဒီအရာအလုံးကမနက်စောစောကစခဲ့တာပါအရက်တောက်ပြီးတညလုံးအိတ်ခဲ့တဲ့ဂျဲကိုဖခင်ညိုကတကားခောက်တန်ပြင်းပြင်းနဲ့လာနိုးတယ်ဂျိုးက Olivia ကိုလာပို့တာဖြစ်ပြီးသူ့မိမနေမကောင်းလို့ဆိုတယ်ဒါကြောင့်ဂျဲကဒီနေ့ဆိုင်ဖွင့်ပေးမယ်လို့ပြောပြီးဂျိုးကိုသူ့မိမကိုစောင့်ရှောက်ဖို့ပြန်လွှတ်လိုက်တယ်အလုပ်သွားဖို့ပြင်နေတဲ့အချိန်တောင်ဂျဲကလေဘင်းကိုမရက်မနာကုန်နေတယ်ပြီးတော့သူ့ဇနီးကွယ်လွန်သွားတာကိုသတိရလာတယ်သူမရဲ့ပထမဆုံးလက္ခဏာကအန်ချင်းဖြစ်ပြီးဆေးရုံတက်ခဲ့ရတာကြောင့်အကျွေးတွေလည်းများနေစေ Olivia ကစကားမပြောတော့တဲ့ကလေးဖြစ်ပြီးနောက်တစ်ပုတ်ထဲမှာရေးပြီးပဲဂျဲနဲ့ဆက်သွယ်တယ်ဒီနေ့လည်းမေမေကိုတွားတွေ့ချင်တယ်လို့ရေးပြတယ်ဒါပေမဲ့ဂျဲကမရဘူးလို့ပြောပြီးစကားလေးပြောပေးပါလားလို့တောင်းဆိုနေတယ် Olivia ကိုကြောင်းပို့တဲ့အချိန်ဂျဲကတငယ်ချင်းတွေအနိုင်ကျင့်နေသေးလားလို့မေးတော့ Olivia ကခေါင်းညိတ်တယ် teacher နဲ့တွားပြောပေးမယ်ဆိုပေမဲ့ Olivia ကညှင်းလိုက်တယ်ဂျဲကကိုကာကွယ်တက်ရမယ်လို့ပြောပေမဲ့ Olivia ကဂယုမဆိုင်ပဲထွက်သွားတယ်အဲ့ဒီအချိန်ဂျဲက Olivia ရဲ့ notebook ကြက်ကြံခဲ့တာကိုတွေ့လိုက်ရတယ်အထက်ကပုံတွေကိုကြည့်လိုက်တဲ့အခါသူ့စိတ်ထဲကိုနာကျင်စရာအမှတ်တရတွေပြန်ဝင်လာတယ်သူ့မိမနဲ့ရန်ဖြစ်ခဲ့တာတွေသူ့အရက်တောက်မှုတွေစိတ်ယုံတက်နေတဲ့မိမမေမေကိုအရန်လွှမ်းနေတဲ့ Olivia ပြီးတော့သွေးတွေနဲ့ဖုံးလွှမ်းနေတဲ့သူ့မိမရဲ့ပုံရိပ်ဂျဲစိတ်ထဲပိုပြီးမတည်ငြိမ်လာတဲ့အချိန်ကျောင်းလုံခြုံရေးကကားပြတင်းကိုလာခောက်ပြီးနောက်တစ်ပုတ်ကို Olivia စီပြန်ပေးလိုက်တယ်မြို့ထဲလှည့်မောင်းနေတဲ့အချိန်ဂျဲကအရက်ဆက်တောက်နေတော့ရေဒီယိုထဲမှာလူတစ်ယောက်ကမြို့ထဲပြတ်နေတဲ့ H ယောဂအကြောင်းပြောနေတယ်တချို့က refugee တွေအကြောင်းလို့ပြောပြီးတချို့ကတော့ social media attention အတွက်လုပ်ကြတာလို့ယုံနေကြတယ်ဂျဲဆိုင်ရောက်တဲ့အချိန်မိတ်ကိုဆိုတဲ့လူကလာပြီးမင်းငါ့ကိုပတ်စံပေးရအောင်မယ်လို့ချိန်ချောက်တယ်ဂျဲကနားမလည်ပေမဲ့မိတ်ကိုရဲ့မျက်နှာကိုမရက်မနာကုတ်နေတာသတိထားမိတယ်မိတ်ကိုထွက်သွားပြီးနောက် employee list ကမိတ်ကိုဂျိုကအလုပ်ဖြုတ်လိုက်တာလို့ပြောတယ်အဲ့ဒီနောက်ဆိုင်ထဲကိုသွေးတွေနဲ့ဖုံးနေတဲ့အမျိုးသမီးတစ်ယောက်ဝင်လာပြီးတခုခုကကိုက်နေတယ်လို့အကူအညီတောင်းတယ်သူမကကိုအရန်ကုန်လုံးလို့အသားတွေအထိပြတ်ထွက်လာပြီးမီးလောင်နေတယ်လို့ပဲလို့អော်နေတယ်ဂျဲကတားဖို့ကြိုးစားပေမဲ့အမျိုးသမီးကသွေးအန်ပြီးလဲကျသွားတယ်ဝစ်ဆက်ကရဲခေါ်လိုက်ပြီးရဲတွေကဒီလို case မျိုးအများကြီးတွေ့နေပြီလို့ပြောတယ်အစမှာ prime လို့ထင်ခဲ့ပေမဲ့အခုတော့တကယ်ဖြစ်နေကြောင်းသိလာတယ်တဖြည်းဖြည်းနဲ့မြို့တစ်မြို့လုံးမထိန်နိုင်တဲ့ရရမှုကြောင့်အယူမှုဖြစ်လာကြတယ်လူတွေကကိုဖျက်ကြတခြားသူတွေကိုတိုက်ခိုက်ကြနဲ့မြို့ကြီးကငရဲတစ်ခုလိုပြောင်းလဲလာတယ်ဂျဲက Olivia ကိုကျောင်းကနေပြန်ခေါ်လာပြီးနောက်မြို့တစ်ခုလုံးပို့ပြီးယူသွတ်လာတာကိုသတိထားမိတယ် Sirens အတန်တွေနေရာတိုင်းကကြားနေရပြီး radio ထဲမှာတော့လူတွေအကြမ်းဖက်လာကြောင်းဆေးရုံတွေလူနာပြည့်သွားကြောင်းလေစိတ်တွေလည်းပိတ်ထားကြောင်းကြေညာနေတယ်ညနေခင်းဆိုင်ပိတ်ခံဒီမှာရုတ်တရက်ဓာတ်ပြနှစ်ယောက်ဝင်လာတယ် Gabriela နဲ့ Miguel တို့က Lisa ကိုငွေထုတ်ဖို့ချင်းချောက်ပြီး shutter တွေပိတ်ခိုင်းလိုက်တယ် Olivia ကပုံနေရင်ဘူးတပူကိုမတော်တဆကန်မိလိုက်တော့ Gabriela ကအတန်ကြားပြီးသူမကိုသတိထားမိသွားတယ် basement ထဲမှာဂျဲက safe ကိုဖွင့်မရတယ်လို့လုပ်နေချိန်ဓာတ်ပြတစ်ယောက်ရဲ့အတန်ကိုကြားပြီးအန်ဒန်နာကိုဆွဲချလိုက်တော့အဲ့ဒီလူက Miguel ဖြစ်နေတာကိုသိလိုက်ရတယ်ဂျဲကပတ်စံယူပြီးထွက်သွားပါငါဘာမှမပြောဘူးလို့ပြောတယ်ဒါပေမဲ့အပေါ်ထက်ကနေတနက်တန်ထွက်လာတယ်ဂျဲပြေးတက်လာတော့ Lisa ပြစ်ခံထားရတာကိုတွေးလိုက်ရတယ် Gabriela က Olivia ကငါ့ကိုကိုက်လိုက်လို့မတော်တဆပြစ်မိသွားတာလို့ပြောတယ်ဂျဲက Lisa ရဲ့ဒဏ်ရာကိုခါထုံနဲ့ထိတ်သုံးပြီးအရေးပေါ်ကုသပေးတယ်အဲ့ဒီအချိန်ရဲတယောက်ကအပြင်မှာရှာတော့ကိုလာထုနေတယ်ဒါပေမဲ့ခက်ခွေထဲမှာရရယူသွတ်နေတဲ့လူအုပ်ကြီးကရဲကိုဝိုင်းရိုက်တက်နေတာကိုတွေးလိုက်ရတယ်တစ်ချိန်တည်းမှာပဲ Henry ဆိုတဲ့ customer ကဖုန်းထဲက emergency message ကိုဖွင့်ပြတယ်မြို့တစ်ခုလုံး lockdown ချထားသည်ဒီအချီခုခေါ်တော့ယောဂအတစ်ပြန့်နှံ့နေသည်ယောဂကူးစက်သူများသည်ကိုမထိန်နိုင်ပဲကုတ်ဖြတ်ကြမည်30စက္ကန့်ကျော် scratch လုပ်သူများကို public threat အဖြစ်သတ်မှတ်ပြီး deadly force အသုံးပြုနိုင်သည် Gabriela ကဒါကိုမယုံဘူးဒါပေမဲ့ Jay ကသူ့မနာကတ်သွားချိန်မှာတနက်ကိုလူယူပြီး Miguel နဲ့ Gabriela ကိုတိုင်မှာချီထားလိုက်တယ်အဲ့ဒီနောက် Jay က basement ထဲက locator အတန်ကြားလို့ဆင်းသွားတယ်အောက်မှာတော့အယူဖြစ်နေတဲ့လူတစ်ယောက်ကတခြားလူတစ်ယောက်ကို scratch လုပ်ရင်းတက်နေတယ် Jay ကကယ်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူက Jay ကိုတိုက်ခိုက်လာတဲ့အတွက်နောက်ဆုံးတနက်နဲ့ပြစ်တက်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲ basement hatch ပွင့်နေတာကိုတွေးလိုက်ရပြီးအပြင်က infected တွေဝင်လာနိုင်ကြောင်းသိသွားတယ် Olivia ကိုပြန်ရှာတွေ့ပြီး subway အုပ်ဆက်ထဲမှာပုံနေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့ Jay မသိသေးတာကတည်သွားပြီးထင်ထားတဲ့ပါတီတစ်လောင်းကလက်ကိုပြန်လှုပ်နေပြီဆိုတာပဲ Jay အပေါ်ပြန်တက်လာတော့ Henry က X ကိုကင်ထားတာတွေးလိုက်ရတယ် Jay ကကန်နဲ့ချိန်ထားပေမဲ့ Henry ကကြောက်လို့ပါငါလူဆိုးမဟုတ်ဘူးလို့ပြောတယ်အဲ့ဒီနောက်လူတွေဟာတယောက်ကိုတယောက်မယုံနိုင်တော့ပဲဘသူ infected ဖြစ်နေပြီလဲဆိုတာအမြဲစိုးရိမ်နေကြတယ် news တွေထဲမှာလည်းအစိုးရကယောဂရှိတယ်လို့ညင်းနေတော့ social media မှာတော့လူတွေကိုအသားကိုကုတ်ဖြတ်နေတဲ့ video တွေပြန့်နေတယ် Miguel ကဒီအချိန်မှာအတူတူပူးပေါင်းရမယ်လို့ပြောပြီး Jay ကနောက်ဆုံးသူတို့ကိုဖြုတ်ပေးလိုက်တယ် Lisa ကလည်း
ဆိုင်ထဲကပစ္စည်းခိုးတာငါဘာလို့ဝန်ခံတယ်ဒါပေမဲ့အပြင်မှာတော့ရဲကားတွေလှည့်ပတ်ပြီး infected တွေကိုတွေ့တာနဲ့ပြစ်တက်နေကြပြီမြို့ကြီးကအခုတော့ယောဂထက်ပိုကြောက်စရာကောင်းတဲ့လူသားတွေရဲ့ကြောက်စိတ်နဲ့ပြည့်နေခဲ့တယ်ညပိုင်းရောက်လာတာနဲ့ဆိုင်ထဲကလူတွေဟာတဖြည်းဖြည်းစိတ်ပင်ပန်းလာကြတယ်မိကျော်က Gabriela ကိုတနက်မသုံးသင့်ဘူးလို့စူနေချင်း Gabriela ကအဖေဆုံးပြီးနောက်ငါ့ကိုစောက်ရှောက်မယ်လို့ပြောခဲ့တာမင်းပဲလို့ပြန်ပြောတယ်တစ်ဖက်မှာတော့ Henry ကသူ့ boyfriend ရဲ့တပ်ပုံကိုကြည့်ရင်မျက်နှာကိုမတိမတာကုတ်နေတယ်သူကခန်းတော့လုပ်ပြီးကိုထိန်းဖို့ကြိုးစားတယ် office ထဲမှာ Olivia ကဝိဆက်တန်ရရတာငါအပြစ်လားလို့မေးတော့ Jay ကမဟုတ်ဘူးလို့လက်သိမ့်ပေးတယ် Olivia ကဘာတွေဖြစ်နေတာလဲလို့မေးတဲ့အခါ Jay ကလူတွေနေမကောင်းဖြစ်နေကြတာလို့ပဲပြောပြီးဖေသမီးကိုကာကွယ်မယ်လို့ကတိပေးတယ်အဲ့ဒီနောက် Josie ကိုထပ်ဖုန်းခေါ်တယ်ဒီတစ်ခါတော့ Joe ဖုန်းကင်တယ် Joe က Olivia ကိုအဖိုးသမီးကိုအရန်ချစ်တယ်လို့ပြောပြီး Jay ကိုတီးတန့်ပြောချင်တယ်လို့ဆိုတယ် Jay က chef နောက်မှာသွားနာထောင်တော့ Joe ကအတန်တုံနဲ့ပြောတယ်မင်းအမေ infected ဖြစ်သွားပြီငါ့ကိုလည်း scratch လုပ်လိုက်တယ် Joe ကဒီလိုဆက်ထားရင်နှစ်ယောက်လုံးပိုဆင်းရဲမယ်ငါသူမကိုတက်ပြီးကိုလည်းဆုံးတက်တော့မယ်လို့ပြောတယ် Jay ကတားဖို့ကြိုးစားပေမဲ့ Joe က I love you လို့ပဲပြောပြီးဖုန်းချသွားတယ် Jay စိတ်ကြိုးပဲသွားပြီးငိုနေချိန် Olivia ကလာဖတ်ထားတယ် Jay က Olivia မကြောက်အောင် Joe ရဲ့မွေးနေ့ပါတီဗီဒီယိုကိုဖွင့်ပြတယ် Olivia အိပ်ပျော်သွားတဲ့အချိန် Jay ကသူမကိုပြန်တယ်လာပြီးသူမလက်ကို scratch လုပ်နေတာတွေ့လိုက်ရတယ် Jay ကချက်ချင်း countdown စလုပ်တယ်10 9 8နောက်ဆုံး Olivia ကရက်သွားတဲ့အတွက် Jay ရဲ့တပြင်းချနိုင်ခဲ့တယ်ဒါပေမဲ့အပြင်ခီထဲမှာတည်သွားပြီးထင်ထားတဲ့ရဲသားကပြန်လှုပ်ရှားလာတာကိုတွေ့လိုက်ရတယ် Gabriela က hammer တစ်ချောင်းယူပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ Mick ကတားလိုက်တယ်လူတိုင်းခက်ကြီးကိုကြည့်ပြီး basement ထဲက body တွေလည်းပြန်လို့လာနိုင်တယ်ဆိုတာသိသွားတယ်ဒါကြောင့် Jay နဲ့ Mick က basement ထဲဆင်းစစ်ဖို့ဆုံးဖြတ်လိုက်တယ်အောက်မှာ body တစ်လောင်းပြောင်းနေပြီး Jay ကခေါင်းဖြတ်ပြရမယ်လို့ပြောတယ်ဒါပေမဲ့ Mick ကအဲ့ဒါအပြစ်ကြီးတယ်လို့ပြောနေချိန်ရုတ်တရက် dead body ကနိုးလာပြီး Mick ရဲ့ခြေထောက်ကိုဖမ်းဆွဲလိုက်တယ် Mick ကထိတ်လန့်ပြီး X နဲ့ရိုက်ချလိုက်တယ် Jay ကလည်းကားနဲ့ပစ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်အခြား infected မျိုးသမီးတစ်ယောက်ကအပေါ်ထက်ကိုပြေးတက်သွားတယ်သူတို့ပြေးလိုက်သွားတော့ Gabriela က hammer နဲ့ခေါင်းထုပြီးတက်ထားတာတွေ့ရတယ်နောက်ပိုင်းသူတို့က body တွေကို chemical ထိုင်းထည့်ပြီးအရေးဖြောပြကြတယ် Mick ကအန်ထွက်လာတဲ့အထိမြင်ကွင်းကရက်ဆက်လုံးတယ် Mick က Jay ကို real pregnant ဖြစ်နေတယ်ကလေးတွေကလည်းတာဝန်မယူဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာပဲ Henry က Lisa တေးပြီးလို့អော်လိုက်တယ်သူတို့ Lisa ကိုအဝတ်ဖုံးပေးနေချိန် Gabriela ကကြောက်ကြောင် Olivia ကိုအပြစ်တင်တယ်နင့်ကြောင့်ငါတနက်ပြစ်မိတာ Jay က Olivia ကိုခေါ်ထုတ်သွားပြီး Mick ကလိုက်လာက Lisa က Catholic ဆိုတော့ funeral လုပ်ပေးတင်တယ်လို့ပြောတယ်ဒါကြောင့်လူတိုင်း Lisa အတွက် funeral အသေးစားလေးလုပ်ပေးကြတယ် Olivia ကသူမရဲ့ drawing တစ်ပုံထားပေးပြီး Gabriela ကလည်း Olivia ကိုတောင်းပန်တယ် Olivia ကသူမကို fist bump ပြန်လုပ်ပေးတယ်ဒါပေမဲ့ Henry က body ကိုရွှေ့မယ်လုပ်တဲ့အချိန် Lisa ရုတ်တရက်မျက်လုံးဖွင့်ပြီး Henry လက်ကိုဖမ်းလိုက်တယ် Jay ကသူမကိုဖိထားပြီး Henry က cash register နဲ့ကောင်းထူးချလိုက်တယ် Lisa ကိုလည်း chemical tank ထဲပစ်ထည့်လိုက်ကြတယ်ဒါပေမဲ့ bathroom ထဲမှာ Henry ကသူ့လက်မှာ scratch mark ရှိနေတာတွေ့လိုက်ရတယ်သူကတခြားသူတွေကိုမပြောဘဲတိတ်တိတ်လေးဖုံးကွယ်ထားလိုက်တယ် Mick ကငါတို့ငရဲတဲ့ပိတ်မိနေတယ်လို့ပဲလို့ပြောပြီး Mexico မှာကြံခဲ့တဲ့မိသားစုကိုတတိယနေတယ်လူစားကိုမလာခဲ့တင်ဘူးလို့လည်းနောင်တရနေတယ်အဲ့ဒီနောက်ချက်က canned food တွေနဲ့ candle တွေသုံးပြီးအားလုံးအတွက်ညစာစားပွဲလေးပြင်ပေးတယ်အပြင်မှာ explosion အတန်တွေဆက်တိုက်ကြားနေရပေမဲ့သူတို့ဘာမှမလုပ်နိုင်ကြတော့ဘူး Jay က music ဖွင့်ပြီးခဏတာပုံမှန်ဘဝလိုဖြစ်အောင်ကြိုးစားတယ်ရုပ်ဖွက်ထားတဲ့ whiskey ဘာကိုပါထုတ်လာပြီး Mick နဲ့ Henry ကိုတောက်ခိုင်းတယ်ဒါပေမဲ့ Jay ကတော့ဒီနေ့ကစပြီးငါစောပနေတော့မယ်လို့ပြောတယ် Henry ကသူကဲဖြစ်ကြောင်းဖွင့်ပြောပြီးနောက်မိသားစုနဲ့မတွေ့တာကြာပြီလို့ရင်ဖွင့်တယ်ဒါကြောင့်အခုလိုအတူစားနေရတဲ့အချိန်ကိုအရန်တန်မိုးထားနေတယ် Olivia bathroom သွားချင်တော့ Gabriela ကသူမကိုလိုက်ပို့ပေးတယ်အဲ့ဒီအချိန် Jay ကသူ့ဘဝအမှားတွေကိုပြန်ပြောပြတယ် Olivia မွေးပြီးနောက်သူနဲ့သူ့မိန်းမဝေးကွာသွားခဲ့ကြောင်းသူ့မိန်းမကိုချေးတင်လုပ်ခဲ့ကြောင်းကွာရှင်းမှုထိဖြစ်ခဲ့ကြောင်းဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့မိန်းမ cancer ဖြစ်သွားခဲ့တယ် Jay ကသူမနာကျင်နေတဲ့အချိန်ကိုမျက်စိနဲ့ကြည့်နေရပြီးဂုတ်ကိုမခံနိုင်တော့လို့အရက်နဲ့ထွက်ပေါက်ရှာခဲ့တယ်ရုတ်တရက် music ရက်သွားတယ် phone signal ပျောက်သွားတာပဲ emergency message အသစ်တက်လာတယ် communication အားလုံးပိတ်ထားသည် martial law စတင်ပြီး civilian များ quarantine ထဲတွင်သာနေကြရမည်အဲ့ဒီအချိန် Henry ကမျက်နှာကိုထပ်ကုပ်လာတယ် Jay ကအဆင်ပြေလားလို့မေးတော့ Henry ကချက်ချင်းရက်ပြီး countdown လုပ်ပြတယ်ဒါပေမဲ့ Jay နဲ့ Mick အပေါ်ထက်က အော်တန်ကြားလို့ပြေးတက်သွားတဲ့အချိန်မှာ Henry ကကိုယ်ခန္ဓာကိုယ်တစ်ခုလုံးကိုအယူမူ scratch လုပ်တော့တယ် bathroom ထဲမှာတော့ Gabriela miscarriage ဖြစ်သွားပြီးတေဆုံးသွားတဲ့ baby ကိုလက်ထဲမှာကင်ထားတယ် Mick ကသူမကိုဖတ်ပြီးနှစ်သိမ့်ပေမဲ့သူမကိုပူနေတာသတိထားမိတယ် Henry ကဒါ sepsis ဖြစ်နိုင်တဲ့ antibiotics မရရင်တေးမယ်လို့ပြောတယ်အနီးနား pharmacy မှာဆေးရှိနိုင်ပေမဲ့အပြင်ထွက်ရတာအရန်အန္တရာယ်များတယ်ဒါပေမဲ့ Mick ကသူမကငါကာကွယ်ရမယ်လို့ပြောပြီးဆေးသွားယူဖို့ဆုံးဖြတ်လိုက်တယ် Jay ကလည်းသူ့မိသားစုကိုမကာကွယ်နိုင်ခဲ့တဲ့အတိတ်တွေကိုသတိရပြီး Mick ကိုသွားခွင့်ပေးလိုက်တယ် Mick ထွက်သွားပြီးနောက် Jay ကစိတ်မငြိမ်ပဲလှည့်လည်နေတယ်သူ့ပခုံးကိုမတိမတာ scratch လုပ်နေတာကို Henry ကမြင်သွားတယ် Jay တယောက်တည်းအခန်းထဲဝင်သွားချိန်မှာတော့
Henry ကထိမရတော့ပဲကိုအရန်ကုတ်ဖြတ်နေတယ် basement bathroom ထဲရောက်တော့သူစီးသွားတဲ့အခါသွေးတွေထွက်နေတာတွေ့လိုက်ရတယ်ရရမှုကိုမခံနိုင်တော့တဲ့ Henry ဟာအသားတွေပေါက်ပြဲတဲ့အထိကို scratch လုပ်တော့တယ် Jay ကအတန်ကြားပြီး X ကိုယူတာ basement ထဲဆင်းလာတယ် toilet မှာသွေးတွေတွေ့ပေမဲ့ Henry ကိုတော့မတွေ့ဘူး supply close တကားဖွင့်ဖို့ကြိုးစားတဲ့အခါအတွင်းကသွေးစွန်းလက်တစ်ဖက်ကတကားကိုပိတ်ထားတယ် Henry ကအတွင်းကနေပြောတယ်ငါဘသူ့ကိုမှမထိခိုက်စေချင်ဘူးငါ့ကိုပိတ်ထားပေးပါ Jay ကတော့ Olivia ကိုကာကွယ်ရမယ် risk မယူနိုင်ဘူးလို့ပြောတယ် Henry ကလည်းနားလည်နေတယ်ခဏကြာတော့အတန်တိတ်သွားတယ် Jay ကတကားဖွင့်လိုက်တဲ့အချိန်ပြောင်းလဲသွားတဲ့ Henry ကချက်ချင်းထွက်ကုန်ပြီး Jay ကိုတိုက်ခိုက်တယ်နှစ်ယောက် floor ပေါ်မှာလုံးထွေးနေရင် Henry က Jay ကိုလေပင်းညစ်ဖို့ကြိုးစားတယ်ဒါပေမဲ့ရုတ်တရက် Henry ကောင်းတဲ့ X တစ်ချောင်းဆိုင်ဝင်သွားတယ် Olivia ပြစ်လိုက်တာပဲ Jay က Olivia ကိုချက်ချင်းအပေါ်ပြန်ပို့ပြီး Henry ရဲ့ body ကို X နဲ့အပိုင်းပိုင်းခုတ်ပစ်လိုက်တယ်ဒါပေမဲ့ body ကိုဆေးကြောနေချိန် Jay ကသူ့လက်မှာ scratch mark တစ်ခုရှိနေတာတွေ့လိုက်ရတယ်သူလည်းကူးဆက်ခံလိုက်ရပြီအဲ့ဒီအချိန်မှာပဲအပြင် shadow ကိုပြင်းပြင်းထန်ထန်ထုတန်ကြားလိုက်ရတယ် Jay ပြေးသွားကြည့်တော့ Miguel ကဆေးတွေနဲ့ပြန်ရောက်လာတာပဲအပြင်မှာ infected တွေလိုက်လာနေတဲ့အတွက် Jay က shadow ကိုခဏဖွင့်ပြီး Miguel ဝင်လာတာနဲ့ချက်ချင်းပြန်ပိတ်လိုက်တယ်ဒါပေမဲ့ Jay က Miguel ကိုချက်ချင်းမယုံတော့ဘူးမင်းအကိုက်မခံရဘူးဆိုတာပြလို့ပြောတယ် Miguel ကသူ့လက်ကိုပြပြီး gun နဲ့ medicine ကို JC ပေးလိုက်တယ် Gabriel ကပိုရေးကြည့်တယ် Jay ကပစ္စည်းတွေယူပြီး Miguel ကိုတကားအပြင်မှာပဲခဏထားလိုက်တယ်ပြီးတော့ Gabriel ကိုတွားစစ်ကြည့်တယ်ဒါပေမဲ့ blanket ကိုဖယ်လိုက်တဲ့အချိန် Gabriel ရဲ့ကိုယ်ပေါ်မှာ scratch marks တွေပြည့်နေပြီးသူမှအဲ့ဒီနောက် Miguel က gun ထဲကို bullet တွေပြန်ထည့်လိုက်တယ်တကယ်တော့သူကန်ပေးတော့ကကြီးတွေဖြုတ်ထားခဲ့တာပဲ Miguel က revenge အတွက် Olivia ကိုတတ်ဖို့တနက်ချိန်လိုက်တယ်ဒါပေမဲ့အပေါ်ထက်ကအတန်တစ်ခုကြားလိုက်ရတယ်သူတွားကြည့်တော့ Gabriel ကပြန်နိုးလာပြီး Michael monster တကောင်ဖြစ်နေပြီအဲ့ဒီအချိန်ကျလဲတတိပြန်ရလာပြီး Miguel ကိုနောက်ကနေဖမ်းကလေဘင်းကိုဓာတ်နဲ့လှီးလိုက်တယ်ပြီးတော့ကန်ကိုယူပြီး Gabriel ကိုပြစ်တက်လိုက်တယ်အရာအလုံးပြီးသွားတဲ့နောက် Jay ကဆိုင်တကားတွေအကုန်ပိတ်ပြီး Olivia အတွက် safe zone တစ်ခုဖန်တီးပေးတယ်နောက်တစ်ပုတ်ခဲမှာ letter တစ်စောင်ရေးထားခဲ့ပြီး basement ထဲဆင်းသွားတယ် window တွေ door တွေအကုန်ပိတ်ပြီးသူ့ကိုယ်သူပိတ်လောင်လိုက်တယ်ရရမှုကပိုပြီးပြင်းထန်လာတယ် Jay က pliers ကိုယူပြီးသူ့လက်သေးတွေကိုဖိနှိပ်နာကျင်စေတယ်နာကျင်မှုနဲ့ပဲရရမှုကိုထိမ့်ဖို့ကြိုးစားနေတယ်မနေ့ရောက်လာတဲ့အချိန် Olivia နိုးလာပြီး Jay ရေးထားတဲ့ survival chores list ကိုတွေ့လိုက်ရတယ် letter ကိုဖတ်ပြီးနောက် basement စီဆင်းသွားကတကားနားမှာရက်ပြီးပထမဆုံးအကြိမ်အတန်ထွက်ပြောလိုက်တယ် Daddy I'm here for you ပြီးတော့ဇလန်းကဝမ်းနဲစွာနဲ့အဆုံးသတ်သွားတယ်